ကျွန်တော်ညတော့ဒီကျွန်တော်မတ်ပေါ့နော်မတ်ရဲ့ကျွန်တော်ခြောင်ကလည်းတော်တော်ကြီးကိုကျန်းတဲ့ခြောင်ပြကျွန်တော်ပြမယ်နော်မတ်ရဲ့ခြောင်ကဘယ်လောက်ထိကျန်းနေလဲဆိုရင်ကျွန်တော်ပြမယ်သူ့ရဲ့ပွဲလေးတွေပေါ့နော်သူကခြောင်ပွဲပေါင်း920ကင်ထားတယ်ရိုးရိုးကတော့40ခွန်40ခွန်တော့ကြော်တယ်ပေါ့နော်48လောက်တော့သွားနေတယ်သူခြောင်တော်တော်ကောင်းတယ်ကျွန်တော်ရဲ့ပကူကိုညတော့ပေါ့နော်သူခြောင်နဲ့ဝင်ပြီးတော့ကြိတ်သွားတယ်ပေါ့နော်တော်တော်ကောင်းတဲ့ပလီယာတယောက်ပါပလေးစတိုင်ကလည်းတကယ်ကြီးကျန်းတယ်ပေါ့နော်ကျွန်တော်နောက်တစ်ယောက်ကတော့ကျွန်တော်ငါပေါ့နော်ကျွန်တော်မြန်မာလိုကြီးပဲဖေကျွန်တော်ငါရဲ့ကျွန်တော်ဒိုင်းရောပေါ့နော်သူ့ရဲ့ဒိုင်းရောကတော့ပွဲဘယ်လောက်ကင်ထားလဲဆိုတော့ဒီထဲမှာတော့သူအလူကကင်ထားတာပေါ့နော်ဒိုင်းရောကတော့89ပွဲဗျာ89ပွဲဆိုပွဲရတော့နဲတယ်ပေါ့နော်ပွဲရတော့နဲတယ်စကီးတွေကတော့သူလည်းညတော့တော်တော်ကြီးကိုအကောင်းဆုံးကျွန်တော် performance တွေပေါ့နော်ပြသသွားတာတော့တွေ့ရတယ်ဗျကဲအဲ့တော့ကျွန်တော်ဒီပွဲလေးက best shot 1ပေါ့နော်တပွဲလေးတီးရမှာဖြစ်ပါတယ်ကျွန်တော်ဒီပွဲလေးကနိုင်ကြီး1000ကြီးပေါ့နော်နိုင်ကြီး1000ကြီးကတော့ကျွန်တော် best shot 1လေးတပွဲပဲလုပ်ပေးတာဖြစ်ပါတယ်ကဲဒီနှစ်ယောက်ကတော့ပေါ့နော်ကျွန်တော်ညရောဆိုရင်တော့ကျွန်တော်ငါရဲ့ဒိုင်းရောပေါ့နော်ဒီမက်ရဲ့ကျွန်တော်ဘော်ဒါတယောက်နဲ့ပေါ့နော်သူ့ရဲ့ခြောင်နဲ့တော့ပလေးထတာတွေ့တယ်အဲ့ပလေးစတိုင်မှာတော့သူငါကတော့နိုင်ထားတယ်ပေါ့နော်အဲ့ပွဲလေးကတော့ညရောကကျွန်တော်တို့ဖုံးပေ3000ကြီးဆိုတဲ့ပွဲလေးပါဒီပွဲကတော့တကယ်ကိုချမ်းပွဲပွဲလေးတစ်ပွဲပဲဖြစ်ပါတယ်ပေါ့နော်ဒီပွဲကတော့သူတို့နှစ်ယောက်ကတော့ကျွန်တော်နိုင်ကြီး1000ကြီးနဲ့ပေါ့နော်ကျွန်တော် best shot 1ဆော့မဲ့ပွဲလေးပါကဲပွဲစဉ်လေးကတော့စတင်လို့လာခဲ့ပါပြီပေါ့နော်ဘသူကဘသူ့ကိုတီးဝါမလဲဆိုတော့ကျွန်တော်တို့ရင်ခုန်စွာနဲ့ပဲဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရမှာပေါ့နော် Osbel All Item နဲ့ဆော့တာဖြစ်ပါတယ်ကဲမဲရဲ့ချောင်းကတော့ retribution နဲ့ထွက်လာတယ်ဗျဟိုဘက်ကကျွန်တော်တို့ငါရဲ့ dine roll ကတော့ဘာ spell နဲ့ထွက်လာမလဲပေါ့နော်တစ်ချက်တော့ကြည့်ရမယ်ကျွန်တော်မဲရဲ့ချောင်းကတော့ retribution နဲ့ထွက်လာခဲ့တယ်ဒီဘက်ကကျွန်တော်ငါရဲ့ကျွန်တော် dine roll ကတော့ပေါ့နော်ကျွန်တော် P3 နဲ့ပဲထွက်လာခဲ့တယ်ဗျသူကညရောကလည်း P3 နဲ့ပဲ play ဝတာပေါ့နော်သူ့ရဲ့ play style ကလည်းသွားပြီးတော့ shot တွက်လို့တော့မရဘူးကျွန်တော် dine roll ကတော့ early bite တာတယ် hero တကောင်ဖြစ်နေတဲ့အမြကျွန်တော်မဲရဲ့ချောင်းရိုက်သွားနိုင်မလားမဲရဲ့ချောင်းကပဲကျွန်တော် dine roll ပေါ့နော်ရိုက်ပြသွားနိုင်မလားဆိုတော့best shot 1ဆိုတော့ပွဲလေးရတော့ဗောနော်အချိန်ကတော့ရင်ကြာမယ်တော့မထင်ဘူးဗျနှစ်ယောက်လုံးကတော့တကယ်စကာကြီးတွေပဲဆိုတော့ဗောနော်ကဲမဲရဲ့ချောင်းကတော့ကျွန်တော်ပွဲစားထွက်ခြင်းပါပဲသူ retry နဲ့ထွက်လာရတော့ဗောနော်ဘလူးဘက်ကိုအရင်ဆုံးတော့သူပြေးကြိုက်တာကိုတွေ့နေရတယ်ဗျဟိုဘက်ကကျွန်တော်ငါကတော့ထုံးစံတိုင်းပဲဗောနော်ကျွန်တော်အလဲလေးခရီကိုဖြတ်ပြီးတော့ရှင်းထားသေးတယ်ဗျပြီးတော့ရင်သူလည်းဘလူးဘက်ကိုပေါ့သွားပြီးတော့ကြိုက်ထားသေးတယ်ဗောနော်အဲ့ဒီအချိန်မှာတော့ကျွန်တော်ဒီဘက်ကကျွန်တော်မဲရဲ့ချောင်းကတော့လက်ရှိနေထားမှာဗောနော်သူလဲလေးတော့သူဖြတ်ရှင်းမှတော့ရမယ်ဗျဟုတ်တယ်ဒီဘက်ကကျွန်တော်ဒိုင်းရောရဲ့ဘလူးဘက်ကပြေးပြီးတော့နှိုက်ထားသေးတဲ့အနေထားမှာဒိုင်းရောနေတဲ့ပြည်တွင်နေပြီးတော့ဘာလို့မှလဲလိုက်တော့မေးချင်နေသေးတယ်တူးတွေပါတော့ကုံထားသေးတဲ့နောက်မှာကျွန်တော်မဲချောင်ကတော့ပြေးထားသေးတယ်ဗျာနော်လက်ရှိအနေထားမှာတော့ကျွန်တော်ကောင်းတော့ကောင်းတယ်ကျွန်တော် Oh my god ကောင်းလိုက်တာလို့ကျွန်တော်မဲချောင်ပါဗောနော်လက်ရှိအနေထားမှာကျွန်တော်10မိနစ်တွင်းမှာတော့ Fabulous ကိုတော့စတင်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီကျွန်တော်ငါကတော့ဗောနော်သူ P3 တွေပိုင်းကုံသွားတဲ့နောက်ပိုင်းမှာတော့သူ live တော့မေးနေတာဒီဘက်ကကျွန်တော် G-Quan တွေပိုင်းနဲ့ကျွန်တော် Airborne တွေပိုင်းထိထားသေးတဲ့အတွက်လုံးဝအဆင်မပြေသွားခဲ့ဘူးဗောနော်10မိနစ်မှာကျွန်တော်ချောင်ကို 1k သွားပေးရတယ်ဆိုတာကြီးကတော့ကျွန်တော် Dino player အနေနဲ့တော့လွယ်တော့မလွယ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော် Dino early ပိုင်းမှာသူလုံးပြနိုင်မှာပဲအဆင်ပြေပါအောင်နော်ချောင်က early ပိုင်းမှာသူစပြီးတော့ချိတ်ပြနေပြီဆိုတော့ဒီမှာကျွန်တော် level 4တွေပါလေရာသွားခဲ့ပါတော့ကျွန်တော် 1k နဲ့အတူပဲကဲဒီဘက်ကကျွန်တော် rapid တွေပါလာပြီးတော့အကျော်ခံနေရပြီเนาะကျွန်တော်ငါဘာလုံးမှာလဲပေါ့နော်တစ်ချက်ကြည့်ရမယ်သူ့မှာတော့ကျွန်တော်လက်ရှိအနေထားကတော့ level 3ပဲရှိသေးတယ်ဗျ level 4တော့မရရှိနေသေးဘူးပေါ့နော်အဓိကကတော့ကျွန်တော် Mac ကတော့ရရင်ရသလိုလိုက်ပြီးတော့ချိန်ပါပဲသူ့အနေနဲ့ကသူက V2 နဲ့ထွက်လာခဲ့တယ်ပေါ့နော်ဒီဘက်ကကျွန်တော်ငါရဲ့ကျွန်တော်တော်ရင်ဝင်အောင်နောက်ဆက်မှုတွေကတော့တော်တော်ကြီးကိုကြမ်းတမ်းနေပြီပေါ့နော်တောက်လျှောက်ကိုတောကောင်တကောင်းမှမပေးနေဘူးပေါ့နော်ငါအနေနဲ့ကတော့သူလက်ရှိမှာကျွန်တော် level 3နဲ့ပဲညီသက်နေသေးပဲဒီဘက်က Mac ရဲ့ကျွန်တော်လက်ရှိ6ကလည်းကျွန်တော်1500တော့ကျော်လာခဲ့ပြီဗျ900လောက်တော့စတင်ပြီးတော့ပြတ်နေခဲ့ပြီပေါ့နော်ကဲ blue ဘက်ပါထပ်ပြီးတော့ပေးရအောင်မယ်ဆိုတော့ parcel ဆွဲခံရမယ်ဆိုတော့လွယ်တော့မလွယ်ဘူးကျွန်တော် Dino V3 နဲ့ထွက်လာခဲ့ရင်ပေါ့နော် Dino V3 နဲ့ထွက်လာခဲ့ရင်လေပို့ပြီးတော့မိုက်လိမ့်မယ်လို့ထင်တယ်။ तू ကတော့ P3 ကိုသုံးလာခဲ့တာဆိုတော့လက်ရှိ level 4တော့ပွင့်သွားခဲ့ပြီ Dino အနေနဲ့ကျွန်တော် Mac ကတော့ကျွန်တော် level 6လောက်ထိတော့သွားနေခဲ့ပြီပေါ့နော်။ तू ကအဓိက design ကိုရင်သွားနေတာ Blink of Despair ရင်သွားနေပေါ့ fight တန်းအောင်နော်။ကျွန်တော် Blink of Despair ကထွက်သွားခဲ့ရင်ဟိုဘက်ကကျွန်တော်ငါဒီဘက်ကကျွန်တော် Mac ရဲ့ကျွန်တော်ဒီ Terror Dragon မေးချက်တွေပေါ့နော်။ပြီးသွား G-Quan တို့ကျွန်တော် Airborne တွေကိုကျွန်တော်ခံနိုင်ပါမလားပေါ့နော်။ဒါပေမဲ့ကတော့အကေကြီးနဲ့ပေးဦးမှာပဲ။ကျွန်တော်9မိနစ်လောက်ဆိုတော့မက်ကကျွန်တော်ဒဇိန်းတစ်ချောင်းတော့ထွက်သွားလိမ့်မယ်ထင်တယ်ဗောနော်။ဂျန်ကဲနဲ့သွားတာကြီးအဲ့တကူတာတယ်ကွာနော်လုံးဝခရစ်တောက်လျှောက်ကိုဗောနော်ကျွန်တော်လိုက်ပြီးတော့ဖြတ်ခံနေရတာကြီးอ่ะဗောနော်မေးခံနေရတော့ငါတော့ကတော့လွယ်တော့မလွယ်ဘူးကျွန်တော်ပြီးသွားရင်1 minute နဲ့ကျွန်တော် 1k လေးပေးထားရတာလဲသူ့အတွက်တော့
အစင်တော့မပြေသေးဘူးပေါ့နော်ဒီဘက်ကကျွန်တော်ရှူးတွေပါသွားထားတဲ့အနေထားမှာကျွန်တော်ဒိုင်းရော့အနေနဲ့ကတော့ရှူးတော်မဝယ်ထားသေးဘူးပေါ့နော်သူလက်ရှိ item ကတော့အတူစာလေးတွေပဲသူသွားထားတာတော့တွေ့နေရတယ်ပေါ့နော်သူအာမာလေးအသေးလေးလည်းသွားထားတယ်သူ့ရဲ့ rapper ပါထပ်ပြီးတော့ parcel တော့ဆွဲခံနေရပြန်ပြီပေါ့နော်ကျွန်တော် level ကလေးကလည်းကွာနေပြီ level 7နဲ့ကျွန်တော် level 5ဆိုတော့ level 20လောက်တော့ကွာထားတယ်ပေါ့နော်ကျွန်တော်လက်ကျွန်တော် air bone တော့ချက်လှမ်းပေါက်လိုက်သေးတယ် air bone တော့ရှောင်းတော့ပြထားသေးတယ်ပေါ့နော်ဒိုင်းရော့အနေနဲ့ကဲ blue belt တွေ red belt တွေတောက်ချောက်ပါဆယ်ဆွဲခံနေရဆိုတော့ဒီအားလီပိုင်းမှာတွေကပေါ့နော်တော်တော်ကြီးကိုအနှိမ်ခံပြီးတော့ကျွန်တော် play နေရတဲ့ကျွန်တော်ဒိုင်းရော့အနေနဲ့သူလေကိန်းထိဆွဲသွားပြနိုင်မလားလေကိန်းရောက်သွားခဲ့ရင်လေပေါ့နော်လေကိန်းသာရောက်သွားခဲ့မယ်ဆိုရင်လည်းခြောင်ဆိုတဲ့ပလီယာကိုတော့လွယ်တာတော့မလွယ်ဘူးဗျတော်တော်ကြီးကိုတော့သူကျုံးမာတော့ရမယ်ပေါ့နော် level 8နဲ့ level 5တော့ဖြစ်သွားခဲ့ပြီပေါ့နော်အဲဒီ tower တွေတော့ဝင်ပြီးတော့မေးချင်နေတယ်ကျွန်တော်ဒိုင်းရော့အနေနဲ့ level 1လေးပါတော့နော် spare 1လေးတော့တစ်ချက်တော့ပြေးကုတ်ထားသေးတယ်ဗျ oh my god အမ blink of display ပြီးသွားခဲ့ပြီပေါ့နော်ကျွန်တော်ပြောတဲ့အတိုင်းပဲ9မိနစ်လောက်မှာတော့လက်ရှိကျွန်တော်ဒဇင်းတစ်ချောင်းတော့ခြောင်နေနဲ့ပိုင်ဆိုင်ထားခဲ့တဲ့ဒီထားလေးခုတော့တွေ့မြင်နေရဟိုဘက်ကကျွန်တော်ဒိုင်းရော့အနေနဲ့ကလည်းကျွန်တော် root goal လေးကိုတော့တွားထားရပေါ့နော်ကျွန်တော် root goal ကတော့သူ့ရဲ့ shield လေးနဲ့ပေါ့နော်ကျွန်တော်ခြောင်ရဲ့အဓိကခြောင်ကန်တဲ့ခါတွေမှာပေါ့နော်သူ Deo Dragon တွေပါမေးတဲ့ခါကျရင်တော့နည်းနည်းတော့တစ်ချက်တော့အာမာလေးတော့နည်းနည်းတော့ရှိနေမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ဗတ်တရားတော့သူမဆိုင်ဘူးပေါ့နော်ကျွန်တော်ဒိုင်းရော့အနေနဲ့အသာလေးပဲသူတာဝါထဲမှာပဲ save လေးနေတာကိုမြင်တွေ့နေရတယ်ပေါ့နော်ကျွန်တော် AD လေးနဲ့တော့ကျွန်တော် link လေးဖြတ်တော့ရှင်းထားသေးတယ်ကျွန်တော်ခြောင်နေတဲ့ကတာဝါဝင်ပြီးတော့ရိုက်ချင်နေတာပေါ့နော်ကျွန်တော်တာဝါရိုက်လို့ရတာဖြစ်နေတဲ့အတွက်ကျွန်တော် G-Quad တစ်ချက်တော့မိထားသေးတယ် oh my god တာဝါကြီးတဲ့ထိလိုက်မေးနေပြီနော်ကျွန်တော်9မိနစ်ပဲရှိသေးတယ်တာဝါထဲမှာတော့လိုက်မေးခံနေရဆိုတော့ကျွန်တော်လွယ်တော့မလွယ်နေဘူးပေါ့နော်ဒိုင်းရော့အနေနဲ့တော်တော်ကြီးတော့ခက်ခဲနေတယ်ကျွန်တော်ပွဲတစ်ပွဲတော့ဖြစ်နေတယ်ပေါ့ဒီပွဲကြီးကမရဘူးကျွန်တော်ချောင်းကလုံးဝပါဆယ်ကိုတော့အပြေးဝအောင်ဆွဲတာနော်ဒီဘက်ကကျွန်တော် red belt blue belt တောက်လျှောက်ကြီးကိုလိုက်ပြီးတော့ဂန်းနေတာဆိုတော့ကျွန်တော်ဒိုင်းရော့အနေနဲ့ကတော့လက်ရှိဘတ်မရနေတာတွေပေါ့နော်တောကောင်တကောင်မှမစားနေရတဲ့အနေအထားတစ်ခုကိုတော့မြင်တွေ့နေရတယ်ပေါ့နော်အကောင်းမွန်ဆိုတော့သူအားလီမှာဆေးပြတယ်။အော်အခုချိန်မှာဆိုဒိုင်းရော့အနေနဲ့ blue belt လေးတော့စတင်ပြီးတော့သူရခဲ့တယ်ပေါ့နော်။ပွဲတိုင်း6မိနစ်တွင်းမှာတော့တာဝါလေးဝင်လာတဲ့ကောင်တော့ဝင်ပြီးတော့မေးချင်နေတယ်ဆိုတော့ပီထရီတော့နှိပ်ပြီးတော့မေးလိုက်တယ်ဒါပေမဲ့6အနေနဲ့ G-Quad လေးသုံးပြီးတော့အသာလေးပဲပြန်ပြီးတော့ဖောသွားခဲ့သေးတယ်ပေါ့နော်။ချောင်းကတကယ်ကြီးကိုမိုက်တာပေါ့နော်သူ့ရဲ့ play style တကယ်ကိုမိုက်နေရပြလုံးဝမပြတ်သွားဘူးပေါ့နော်ကျွန်တော်အေမျိုးကလည်းရန်ကောင်းတယ်ကျွန်တော်ဖတ်တာဝါအနေနဲ့ကတော့လက်ပလိန်ဝင်ရိုက်နေတာပေါ့နော်ကျွန်တော် cream မရှိတဲ့အနေထားတစ်ခုတော့မှပဲကျွန်တော် Dino ရဲ့ကျွန်တော်ဖတ်တာဝါကိုရရှိရတဲ့အတွက်သူဟုတ်တယ်လို့လုံးဝ cream တကောင်မှမရှိဘဲနဲ့တော့နော်တာဝါဆက်စီသွေးကိုဝင်ပြီးတော့ဖြတ်သွားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်ဖတ်တာဝါတော့ကျွန်တော်6မိနစ်တွင်းမှာတော့ Dino အနေနဲ့စတင်ပြီးတော့ပေးလိုက်ကြပြီဗျငါကတဲ့ရှောင်းမဲရှောင်းနေတယ်တဲ့ရှောင်းနေမှရမှာတာကြီးဘာလို့ဆိုမရှောင်းနေလည်းမရသူပြတ်သွားမှာနော်ဘာလို့ဆိုအားလီပိုင်းမှာတွေကသူ1 key ပေးထားရတာကြီးကကျွန်တော်ချောင်းဆိုတဲ့ hero ကျွန်တော်10မိနစ်မှာ1 key သွားပြလိုက်တဲ့သူ့ရဲ့အမှားတစ်ခုပေါ့နော်သူပြန်လဲပြင်ဆင်နေတဲ့အနေအထားတစ်ခုတော့တွေ့နေရတယ်သူကောင်းကောင်းကြီးတော့စေပလေးနေတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်စစ်နေတဲ့ကြားတွေကနေပြီးတော့ကျွန်တော်9မိနစ်လောက်အတွင်းမှာကျွန်တော် fat tower တိုင်းပေးထားရတာကြီးကလည်းသူ့တက်တော့မလွယ်နေဘူးပေါ့နော်ပြီးသွားရင် P3 နဲ့ကျွန်တော် retribution နဲ့ဆိုတော့ကျွန်တော် battle spell အနေနဲ့ကြည့်မယ်ဆိုကျွန်တော် retribution နဲ့ထွက်လာခဲ့တဲ့ကျွန်တော် map ရဲ့ချောင်းပါပေါ့နော်တော်တော်လေးကိုကောင်းတယ်သူ top grade လေးပေါ့နော်တောက်ချောက်ကျွန်တော် bat တွေလည်းတောက်ချောက်လိုက်ပြီးတော့ကြော်နေရတဲ့အနေအထားတစ်ခုလေးတော့တွေ့နေရတယ်အဲ့တော့ကျွန်တော်လက်ရှိအနေထားမှာလည်း goal ကလည်းတော်တော်ကြီးတော့ကွာနေခဲ့ပြီပေါ့နော်ကျွန်တော်ချောင်းအနေနဲ့9200လောက်ထိသွားထားတဲ့အနေအထားမှာကျွန်တော် diamond အနေနဲ့3600လောက်ပဲရှိသေးတယ်ဆိုတော့လက်ရှိအနေအထားမှာကျွန်တော်2000နီးပါးလောက်တောင်စတင်ပြီးတော့ကွာနေခဲ့ပြီပေါ့နော်အဲ့အနေထားကြီးကိုသူဗတ်တဲ့ဆိုင်ပဲဆိုရင်သူ့အတွက်အမှားအကြီးမားဆုံးအမှားတစ်ခုဖြစ်သွားနိုင်တယ်ဗျပြီးတော့ K ကလည်းကျွန်တော် 4K win ဖြစ်နေတဲ့အတွက်ပေါ့နော် 4K ဆိုတာကကျွန်တော်ခြောင်အတွက်ကတကယ်တမ်း live ပြီးတော့ရိုက်မယ်ဆိုရင်ကျွန်တော်လိမ့်ပေါ်မှာရိုက်မယ်ဆိုရင်တော့လက်ရှိအနေထားမှာခြောင်ကအသာကြီးပဲဘလို့မှကိုရှင်းရိုက်လို့ရမယ့်အနေထားမဟုတ်ဘူးအဲ့တော့ကျွန်တော် diamond အနေနဲ့ tower တွေကိုဆွဲခေါ်ပြီးတော့ရိုက်ချင်နေတဲ့အနေထားတစ်ခုတော့တွေ့နေရတယ်ပေါ့နော် tower ထဲမှာကျွန်တော် AD နဲ့ဖြတ်တာတော့မှပဲကျွန်တော်ခြောင်မပြတ်သွားဘူးအဲ့ဒီအချိန်မှာကျွန်တော် G-Quad နဲ့မေးချင်တာလား oh my god tower ပြိုထွက်သွားတယ်ကျွန်တော်ဒီကငါအနေနဲ့ဖြတ်သွားခဲ့ပြန်ပြီ oh 10မိနစ်အတွင်းမှာပဲထပ်မှန်ပြီးတော့ 2K ကိုပေါ့နော်ကျွန်တော်ငါအနေနဲ့ပေးလိုက်ကြပြီဆိုတာကြီးကတော့တော်တော်ကြီးတော့စင်မပြေနေတော့ဘူးပေါ့နော်ဒီပွဲကြီးကတော့ကျွန်တော်ခြောင်ရဲ့ပွဲပဲဖြစ်သွားနိုင်မလားဗျာတော်တော်ကြီးကိုကောင်းတဲ့ခြောင်ပလီယာပေါ့နော်အခုချိန်မှာကျွန်တော်ဒိုင်းရော့မောက်နေခဲ့တဲ့နေရာမှာ second tower ပါထပ်မှန်ပြီးတော့ကျွန်တော်မဲအနေနဲ့ပေါ့နော်တီးသွားခဲ့ပြီဗျာနော်အဲ့တော့10မိနစ်နဲ့ကျွန်တော် tower 2တိုင်းဆိုတာကြီးကတော်တော်ကြီးကိုတော့များတယ်လို့ပြောလို့ရတယ်ပေါ့နော်တော်တော်ကြီးလည်းကောင်းတယ်မဲရဲ့ play style တော်တော်မိုက်နေတယ်ပေါ့နော်သူတောက်လျှောက်လိုက်ပြီးတော့မပေးဘူးဗျာသူတာဝါထဲမှာနေနေတဲ့ကျွန်တော်ဒိုင်းရော့ပေါ့နော်တာဝါပြင်ရောက်သွားအောင်သူကန်ထုတ်ပြလိုက်နိုင်တယ်တော်တော်ကြီးကိုမိုက်တယ်ကျွန်တော် Melipit ဝါတစ်ချောင်းမှာထပ်ပြီးတော့ K နဲ့တူပဲနော်ပါဆယ်ထပ်ပြီးတော့ဆွဲသွားတဲ့ item 2ချောင်းဖြစ်သွားပြီဆိုတော့ကျွန်တော်6ကျွန်တော်လက်ရှိမှာ goal ကလည်း9000လောက်ထိတော့ဖြစ်သွားခဲ့ပြီဟိုဘက်ကကျွန်တော်ဒိုင်းရော့အနေနဲ့ကျွန်တော်
အာမာကိုတော့သွားထားရပေါ့နော်ကျွန်တော်ဂိုးရိုလေးတစ်ချောင်းနဲ့ပေါ့နော်လက်ရှိမှာသူ့မှာ item ကလည်းတစ်ကွက်လောက်ပဲထွက်နေသေးတယ်ဗျာနော် item နှစ်ကွက်တောင်မပြည့်နေသေးတဲ့အနေအထားတခုမှာဒိုင်းတော့ဘာလို့မှလဲလက်ရှိကျွန်တော်မကာထဲမှာပဲစိနေမှာလဲရလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်မကာထဲတိဝင်ပြီးတော့ရိုက်ချင်နေပြန်ပြီပေါ့နော်ကျွန်တော်မဲချောင်းကတော့ကျွန်တော်ဂျီကွန်ဒရီပိုင်းနဲ့လှမ်းပြီးတော့မေးချင်နေတဲ့အနေအထားတခုတွေ့နေရပြန်ပြီဗျာနော်ဟိုဘက်ကလည်း၄ခုကိုတော့ကျွန်တော်အဲ့ဒီနဲ့မှဖြတ်ပြီးတော့ကုတ်ရှင်းထားရသေးတဲ့အနေအထားတခု Oh my god ကျွန်တော်မက်ကတာဝါကိုဝင်ပြီးတော့ပေါ့နော်ဝင်ရိုက်ပြနေသေးတယ်ဗျမဲချောင်းပေါ့နော်တော်တော်ကြီးကိုကောင်းတယ်သူလောက်ကကိုရရင်ရသလိုလုတ်ပြမှာဒီချိန်မှာတော့ကျွန်တော်တို့တွေပွဲသားကြီးက7မိနစ်လောက်ထိရောက်ရှိလာတဲ့အနေအထားတခုမှာကျွန်တော်ဟိုဘက်ကငါနေတဲ့ဒီဘတ်တယ်တခုသူလုံးဝမှားလို့မရတော့ဘူးပေါ့နော်ဘတ်တယ်မှားတာနဲ့လုံးဝလစ်မှာဘာကြောင့်လဲဆိုတော့လက်ရှိအနေထားကြည့်မယ်ဆိုရင်ကျွန်တော်မက်ကတာဝါလည်းသူပျောက်သွားပြီဆိုတာနဲ့သူပြတ်သွားပြီဆိုတာနဲ့မက်ကတာဝါကျိုးဖို့ကများပြီကျွန်တော်တာဝါ only ဖြစ်တဲ့အတွက်ပွဲကလည်းတော်တော်ကြီးကိုတစ်ချက်တည်းပြတ်သွားနိုင်တယ်အဲ့ဒီတော့လည်းသူအကောင်းကောင်းကြီးတာဝါထဲမှာပဲစိနေမှာတော့ရတော့မယ်ပေါ့နော်ကျွန်တော်လင်းကိုတက်လာခဲ့ရင်တော့လင်းကိုမတက်တာတော့ကျွန်တော်ဒီဘက်ကကျွန်တော်မဲချောင်းကဝင်ပြီးတော့မေးချင်နေတာပေါ့နော်တာဝါထဲကြီးဝင်မေးချင်တယ်ကဲပြောနေရင်ကျွန်တော်အန်လက်ပတ်တဲ့တကောပါထပ်ပြီးတော့ပြီးသွားခဲ့ပြီပေါ့နော်မဲချောင်းနေရတော့ item 3ချောင်းပြီးသွားခဲ့တဲ့အနေထားတစ်ခုလေးတွေ့နေရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဟိုဘက်ကကျွန်တော်ငါရဲ့ကျွန်တော်ဒိုင်းရော့ကတော့လက်ရှိမှာကျွန်တော်ဂိုးရိုလေးလည်းပြီးသွားခဲ့ပြီအခုမှ item 2ချောင်းပေါ့နော်သူစိုက်လင်းကိုပြေးရှင်းနေတယ်ဒါပေမဲ့မရတော့ကျွန်တော်အလဲလေးကျွန်တော်မြကာပါပေးလိုက်ကြပြီဆိုတဲ့အနေထားတခုမှာသူပီထရီလေးတော့နှိပ်ပြီးတော့ကျွန်တော်ကံမခံရရေးပေါ့နော်ကျွန်တော်ချောင်းရဲ့အကံမခံရရေးအသာလေးပြန်ပြီးတော့ပတ်ထားသေးတယ်ဗျကျွန်တော်အဲ့အလဲလေးမကာကြီးပေးလိုက်ကြတာကြီးကလည်းတော်တော်တော့များသွားပြီပေါ့နော်အလဲလေးမကာပေးထားရတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ငါအနေနဲ့ပွဲကတော့သူ့တော်တော်ကြီးကိုစေ့မာတော့ရမယ်သူလိမ့်မော်ကိုသူတက်ဖို့ဆိုတာတော့တော်တော်ကြီးကိုမလွယ်တော့ဘူးဗျဒီမှာစိုက်လင်းချောင်းလေးတော်တော်ပေါက်ဖို့ဖြစ်နေပြီပေါ့နော်သူ့စိုက်လင်းကိုလည်းသူပြန်ပြေးကြည့်အောင်ပဲစိုက်လင်း2လိန်းလုံးမှတက်လာတဲ့ခရီးအုပ်ကိုလည်းကြည့်လိုက်အောင်ဗျလုံးဝကြောက်ဖို့ကောင်းနေ Oh my god တာဝါထဲကိုဝင်ပြီးတော့မေးချင်တယ်ဒါပေမဲ့မရတော့မရသေးဘူးပေါ့နော်အဲဒီနဲ့တော့ဖြတ်ပြီးတော့ထိုးရှင်းထားသေးတယ်ကျွန်တော်ခြောင်ဦးပေါ့နော်သူ့ဘက်ကလည်းရားသလောက်တော့ရှင်းမယ်ဒါပေမဲ့ကျွန်တော်စိုက်လင်း2လုံးကိုကြည့်မယ်ဆိုရင်လည်းပေါ့နော်မက2ချောင်းလုံးထပ်ပြီးတော့ကျိုးဖို့ကများနေပြီကျွန်တော်အောက်လေးမကတစ်ချောင်းထပ်ပြီးတော့ပေးလိုက်ကြပဲပေါ့နော်အဲ့တော့ကျွန်တော်ငါရဲ့အတွက်ကတော့ကျွန်တော်မက2ချောင်းပွင့်ထားခဲ့တဲ့အနေထားမှာတော့သူ့အနေနဲ့ဘာလို့ပြနိုင်မှာလဲပေါ့နော်ကျွန်တော်လေကင်းကိုလည်းရောက်ရှိလိုက် item 3ချောင်းထိထွက်ထားတဲ့ဒီဘက်ကကျွန်တော်ခြောင်ရဲ့ကျွန်တော်ကန်ချက်တွေပေါ့နော်ကျွန်တော် Derio Dragon နဲ့မေးတဲ့မေးချက်တွေကိုကျွန်တော်ခံနိုင်ပါမလားပေါ့ Oh my god ပတ်စင်နဲ့တော်တော်ကြီးနာနေခဲ့ပြီပြေတော့သူလုံးချင်သေးတယ်ပေါ့နော်ကျွန်တော်ခြောင်ကတော့ရရင်ရသလိုဝင်ပြီးတော့ဖြတ်မှာပဲဗျပွဲကတော်တော်ကြီးကိုပေါ့နော်ခြောင်တော့ကတော်တော်ကြီးအသာစီးကနေဆို play နေရတဲ့အနေအထားတစ်ခုကိုတော့မြင်တွေ့နေရတာဖြစ်ပါတယ်လက်ရှိမှာကျွန်တော်မကာ2တိုင်ပေးထားရတဲ့ကျွန်တော်ငါအနေနဲ့ကတော့လုံးဝကြောင်နေပြောင်းနေပြီပေါ့နော်အခုချိန်မှာသူဘာလို့ပြနိုင်မှာလဲသူအကောင်းမွန်ဆုံးစေ့နေခဲ့တာတော့မှပဲခြောင်ကမရမကလိုက်ပြီးတော့ပေါ့မေးနေတာပေါ့နော်ဖေးဖို့မှာစားပို့ထားတယ်ပြန်လည်းမပြန်ဘူးတဲ့ဟုတ်တယ်ညီလေးအကိုစာပြန်ပေးမယ်နော်အကိုပြီးသွားရင်စာပြန်ပေးမယ်နော်ဒီညပွဲအတွက်ညီလေးကိုချိန်ပေးမလို့ပဲနော်ဒါပေမဲ့ဟိုမှာTikTokကညီလေးတယောက်ကစောကျင်နေဆိုတာနဲ့အဲ့ညီလေးနဲ့ချိန်ပေးလိုက်တာညီလေးနော်အခုချိန်ပေးပါလားတဲ့အခုချိန်ပေးပါလားဆိုတော့တစ်ချက်တော့ကြည့်လိုက်မယ်ညီလေးတစ်ချက်မေးကြည့်လိုက်အောင်မယ်နော် Oh my god အမဂျီကွန်တို့အဲဘုတ်တွေဝင်ပေးတယ်ဒေဝရတို့ကိုဖြတ်ပြီးတော့ကန်ထားသေးတယ်ကျွန်တော်တရုံးထဲမှာပဲကျုံသွားခဲ့ပြီအိုးကောင်းလိုက်တာလို့တရုံးကြီးထဲမှာဝင်ပြီးတော့မေးသွားခဲ့တယ်ပေါ့နော်ကျွန်တော်ပွဲကစားကြီးက10မိနစ်လောက်ပဲကြာသွားခဲ့တယ်ဗျာတော်တော်ကြီးကိုကောင်းတယ်ကျွန်တော်မဲရဲ့ချောင်းကိုမြင်တွေ့ခဲ့ရဖြစ်ပါတယ်ဟိုဘက်ကကျွန်တော်တို့ငါရဲ့ကျွန်တော်ဒိုင်းရောကလည်းအကောင်းမွန်ဆိုတော့သူစေပလေးပြနေတယ်ပေါ့နော်ဒါပေမဲ့မရခဲ့ဘူးဗျာနောက်ဆုံးမှာတော့ကျွန်တော်ချောင်းပလီယာကတော့ 3C ဆိုတဲ့ရလန်နဲ့ပေါ့နော်ကျွန်တော်ဒိုင်းရောကိုအကောင်းမွန်ဆုံးတိတ်ပြသွားနိုင်ခဲ့တယ်ပေါ့နော်ဒီပွဲလေးတွေကလည်းကျွန်တော်ဒိုင်းရောအနေနဲ့ကျွန်တော်မကြေပွဲတွေပြန်နှွှဲခြင်းလားပေါ့နော်နောက်ွယ်မှာသူတို့တွေပြန်ပြီးတော့တီးကျင်နေဆိုရင်လည်းကျွန်တော်ဘက်ကနေပြန်လေပြီးတော့ကတ်ပေးပါမယ်နော်